episode 3လေးရစမှာတော့ဘိုက်ကလေးလက်သူ့စီနီယာချိန်တိုင်းနေရာကိုရောက်သွားကစီနီယာကလွန်ခဲ့တဲ့9နှစ်ကကိစ္စကိုမေ့သွားပြီလားလို့မေးလိုက်ပြီးဒါနဲ့ပြေးထိုးလိုက်ပေမဲ့ဘိုက်ကလေးကတနက်နဲ့ပြစ်လိုက်တာကြောင့်သူ့စီနီယာလည်းခံလိုက်ရပါတယ်တပတ်မှာတော့ကောင်မလေးကသတိမိနေပြီးပြန်နိုးလာချိန်ကားထဲမှာဘုံနေစင်ထားတာကိုတွေ့တာကြောင့်ချက်ချင်းအပြင်ထွက်လိုက်ကတနက်တန်ရနဲ့စီနီယာလည်းဓာတ်အုပ်ကိုင်းကတက်တက်ပြေးဝင်လာတာကြောင့်တေသွားခဲ့ပြီးသူခုလိုလက်စားချီတာကလွန်ခဲ့တဲ့9နှစ်ကခေါင်းဆောင်တယောက်ကသူ့ကိုအမိုက်ပုံကနေကောက်ခဲ့ပြီးကယ်တင်ထားအဖြစ်ကအဲ့ခေါင်းဆောင်ကိုဘိုက်ကလေးကလုံးချန်လိုက်တာကြောင့်ခုလိုလက်စားချီတာလို့ပြောလိုက်ကအသေးခံပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်အဲဒီနောက်မှာတော့လမ်းလျှောက်ဖို့တောင်ခက်ခဲနေတဲ့ကောင်မလေးကိုဘိုက်ကလေးကပွေ့ချီသွားခဲ့ကအပြင်ရောက်ပြီးကောင်မလေးကားထဲရောက်ချိန်ကောင်မလေးရဲ့ဘားကိုကင်ကပြင်ပန်းသွားပြီလို့ပြောရင်လဲကျသွားခဲ့ပါတယ်။ဒီဘက်မှာတော့ကလေးလိုလူတယောက်ကဖုံပြောနေခဲ့ကသူတို့ရဲ့အကြံစီကမောင်မြင့်သေးကြောင်းပြောပြီးဘိုက်ကလေးနဲ့ကောင်မလေးကိုဘသူ့ကိုအရင်တက်ရမလဲလို့မေးနေခဲ့ပါတယ်။ကားထဲမှာတော့ကောင်မလေးလည်းသူ့လုပ်ဖို့ကင်ဘက်ကိုကူညီတောင်းလိုက်ကကျိုးဝစေကန်းစီခေါ်သွားလိုက်ပြီးလုပ်ဖို့ကင်ဘက်ကခဏနေတဲ့အထက်လူကြီးလာတော့မှဖြစ်တယ်လို့တတိပေးလိုက်ပြီးကောင်မလေးလည်းဘိုက်ကလေးကိုခုအင်္ဂိုင်းတော့မှဖြစ်တာကြောင့်မြန်ထွက်သွားဖို့ပြောတော့ဘိုက်ကလေးလည်းထားရင်နေပြီးခုဆိုရင်တို့နှစ်ယောက်ကအဆက်အသွယ်ရှိတာကိုထက်လူကြီးတွေကတိမှဆင်ပြီးလို့လားလို့မေးကအောက်ကင်ပြီးပိုကောင်းတဲ့ဘွားဖြစ်အောင်လုပ်ပေးမယ်လို့ပြောလိုက်ပေမဲ့ကောင်မလေးကဒဏ်ရာကိုလက်ညှိုးနဲ့ထိုးလိုက်ကကိုပတ်တာပဲယူဆိုင်ဖို့ပြောပြီးအပြင်ထွက်သွားဖို့ကားစီပေးလိုက်ကကောင်မလေးက HR ဆောင်နေပေမဲ့ဘိုက်ကလေးကတော့စကားတွေအများကြီးပြောနေခဲ့ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးကအရင်ကလူတယောက်ကသူ့ကိုပြန်ပေးဆွဲခဲ့ကအဲ့ဒီပုံရိပ်ကိုအိမ်မက်မက်နေတော့ဘိုက်ကလေးကဖုံးကွာလာတာကြောင့်နိုးလာခဲ့ကဒီနေ့မှစရအလုပ်ပြန်ဝင်ရမှာမလားလို့မေးပြီးတထေးကဘလို့တုံးပြန်ခဲ့တာလဲမေးတော့ကောင်မလေးကသူတထေးကအမြဲတမ်းစောင့်ကြည့်နေမှာကြောင့်တစ်နေ့3ချိန်ဒီနေရာကိုပို့ပေးရမှာဖြစ်ကြောင်းနဲ့အလုပ်ကိုလည်းခဏဆိုင်ငံ့ထားရမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့ဘိုက်ကလေးကခဏလောက်ခီးထွက်မှာဖြစ်ကြောင်းပြောပြလိုက်ပြီးမကြခင်တွေ့ရမှာပဲလို့ပြောပြီးနှုတ်ဆက်လိုက်ပါတယ်ဒီလိုနဲ့ကောင်မလေးလည်းအိမ်မက်ထဲကလူကဘသူလဲဆိုတာကိုစဉ်းစားနေခဲ့ကတထေးတို့နဲ့အတူတူဒီနေ့မှအလုပ်ပြန်စဖို့အတွက်အတူတူလိုက်သွားခဲ့ကတင်မောကြီးကိုရောက်တော့သူတို့ကအရေးကြီးပုဂ္ဂိုလ်တူကိုကောက်ွယ်ပေးရမှာဖြစ်ကြောင်းပြောပြီးအများရန်တတိရှိရှိနဲ့9ရက်နေရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါမှမဟုတ်ဘိုက်ကလေးလည်းဘူပေါင်းလာပေးတာကြောင့်လွတ်လိုက်ပြီးကလေးတယောက်ကလည်းဘိုက်ကလေးကဘူပေါင်းပြယူတာကြောင့်သူကတော့နေအောင်ဘူပေါင်းပေးလို့ပြောလိုက်ရင် episode 3လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။ episode 4လေးရဲ့ဆမှာတော့ဘိုက်ကလေးကမူလစင်မြင့်မသိတဲ့လောက်ကြိုင်သမားတွေနဲ့ဆက်နွယ်နေပြီးဇွားကြီးတဲ့မာဖီးယားဂိုင်းတွေကိုလည်းဖျက်ဆီးခဲ့ကကျေးစားကုမ္ပဏီကကောင်မလေးနဲ့ကံကြမ္မာအလိုရတွေ့ကြဖို့အကြောင်းဖန်လာကြပါတယ်ဒီလိုနဲ့ဘိုက်ကလေးကငယ်ငယ်ကသူ့ကိုဘိုးကြီးတယောက်ကနာမည်အသစ်ပေးခဲ့ပြီးထောက်ပံ့နေခဲ့ပါတယ်တင်မောပေါ်မှာတော့ကောင်မလေးတို့ကရေးကြီးပုဂ္ဂိုလ်ကိုကောက်ွယ်ဖို့အန်ရဖြစ်မဲ့သူကိုစစ်ဆေးနေကြကလောဘကင်ပတ်ခြင်းလဲရေးကြီးပုဂ္ဂိုလ်ကဘယ်နှမှာလဲလို့မေးချိန်တတိနဲ့အတူရှိနေခဲ့ကရေးကြီးပုဂ္ဂိုလ်ကတခြားသူမဟုတ်ပဲတထေးရဲ့ဇနီးဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ကောင်မလေးနဲ့ကျင်လဲစာကလေးကဘာလို့မပြောတာလဲလို့တထေးကိုတင်းတုံနေပြီးတထေးကလည်းမှုန်နေခဲ့ပါတယ်တထေးရဲ့မိန်းမကအသက်20ကလေးကစီးပွားရေးကိုဦးဆောင်ခဲ့ပြီးအခုမှတော့အောင်မြင်နေတဲ့တန်းကျွယ်တရေဖြစ်နေကဂျင်ကတော့မနာလိုနေပြီးဝိုင်နေပဲတောင်းနေခဲ့ပါတယ်အဲဒီနောက်မှာတော့ကောင်မလေးရဲ့အနောက်မှာဘိုက်ကလေးကရောက်လာတာကြောင့်လူမရှိတဲ့နေရာကိုဆွဲခေါ်သွားပြီးဘိုက်ကလေးကလည်းပျော်ပျော်ကြီးနဲ့သူတို့နှစ်ယောက်ပဲရှိချင်တာကြောင့်ခေါ်တယ်လို့ထင်လိုက်ပေမဲ့ကောင်မလေးကဘာလို့ဒီနေရာမှာရှိနေရလဲလို့မေးချိန်ဘိုက်ကလေးလည်းအကယ်၍ကောင်မလေးတို့ရဲ့ရေးကြီးပုဂ္ဂိုလ်ကိုပြစ်မှတ်ထားနေတာသူဖြစ်နေရဲ့လွတ်ပေးလို့မရဘူးလားလို့ပြောလိုက်ကကလန်ချက်တစ်ခုကိုတောင်းလိုက်ပါတယ်အဲဒီတောင်းဆိုချက်ကတော့ကောင်မလေးကသူနဲ့အတူရှိနေတဲ့အချိန်ဆိုဘာမှမလုပ်ပဲငြိမ်နေမယ်လို့ပြောလိုက်ပြီးတရေနဲ့စနေကိုလည်းငြိမ်းချမ်းတဲ့တင်မော်ခီးစဉ်ဖြစ်ချင်တယ်မလားလို့မေးလိုက်ပါတယ်ဒါနဲ့ကောင်မလေးလည်းသူ့ကိုနောက်ချက်ချင်တာကြောင့်တမင်လုံးနေရမလားလို့မေးလိုက်ချိန်ဘိုက်ကလေးကလည်းပျော်ပျော်ကြီးနဲ့ဟုတ်တယ်လို့ပြောလိုက်ပါတယ်။ဒီဘက်မှာတော့တရေကကောင်မလေးရဲ့အခန်းကိုစောင့်ကြည့်နေကဘိုက်ကလေးကလည်းနေရာခတ်နေပြီးကောင်မလေးကအိတ်တော့ဖို့ပြောတဲ့ချိန်ဘိုက်ကလေးကဘေးမှာလာအိတ်ဖို့လိုလားလို့ပြန်မေးလိုက်ပါတယ်။ဒီလိုနဲ့ကောင်မလေးလည်းဆိုပါမှာပဲအိမ်မှာဖြစ်ကြောင်းပြန်ပြောလိုက်ကငင်းခုန်နေကြပြီးတရေကတော့ဒီနေ့ဖြစ်သူရဲ့လုံခြုံရေးအတွက်လက်ခံလိုက်ရပေမဲ့တကယ်ဘိုက်ကလေးရဲ့ရည်ရွယ်ချက်ကဘာမှသိချမသိပဲဖြစ်နေခဲ့ကဘာလို့မှမသိဖြစ်နေခဲ့ပါတယ်။ခန်းထဲကဘိုက်ကလေးကတော့မအိတ်ပဲထိုင်ဆောင်နေတဲ့ကောင်မလေးကိုသူကဘာလုံးဝမဟုတ်တာကြောင့်အိတ်ဖို့ပြောကကောင်မလေးကိုအိမ်မက်ဆိုးရင်မတ်မဆိုလို့မိတ်တာလားလို့မေးလိုက်ချိန်ကောင်မလေးကချက်ချင်းပဲအိတ်လိုက်ပါတယ်။ဒါမှမဟုတ်တရေလည်းအိမ်ငိုင်းနေပြီးဇနီးဖြစ်သူကလာနိုးပိတ်ကပြီးဖြော်ပေးလိုက်ပါတယ်။ဒီဘက်ကဘိုက်ကလေးလည်းကောင်မလေးကအိမ်မပြောနိုင်မှန်းသိကအဲ့ရပေါ်မှာလာအိမ်ဖို့ပြောလိုက်ပြီးကောင်မလေးကလည်းညင်းနေတာကြောင့်အနုနီးမရတာနဲ့အကျန်းဒီတုံးကအဲ့ရပေါ်ဒီပွေ့ချီပေးလိုက်ပါတယ်အဲ့နောက်မှာတော့ဘိုက်ကလေးလည်းကောင်မလေးနားမှာခဏလဲချိန်တနက်ကြီးထုတ်လာတာကြောင့်ဘိုက်ကလေးလည်းခဏနေကောင်မလေးအိပ်ပျော်သွားရင်စူပါမှာပြောင်းရင်မှဖြစ်ကြောင်းပြောလိုက်ကကောင်မလေးကလည်းဟိုဘက်လှည့်ပြီးအိပ်ပျော်သွားခဲ့ပါတယ်ဒီလိုနဲ့ဘိုက်ကလေးလည်းကောင်မလေးစီကတနက်ကိုယူလိုက်ကကောင်မလေးကိုရုပ်ဆိုးရဲ့ကြီးနဲ့ကြီးနေခဲ့ပါတယ်ဒီဘက်မှာတော့ဂျင်ကတညာလုံးကိဆောက်နေရတာကြောင့်ပင်မနေခဲ့ကတထေးကိုသွားကြည့်ချိန်ရောက်သားအိတ်တာတော့ရိုဘီအိတ်နေရကြောင့်စောက်ကွက်ကိုတပူးနဲ့ပြစ်ပေါက်လိုက်ပါတယ်အဲ့နောက်မှာတော့ကောင်မလေးလည်းနိုးလာခဲ့ကမလန်းမဆန်းဖြစ်နေရကြောင်းဘိုက်ကလေးလည်းဘားကိုသွားညှစ်နေချိန်တွန်းခံလိုက်ရပါတယ်မနက်စာစားရချိန်ကောင်မလေးကဝက်ဖို့မယူလာတာကြောင့်ဘိုက်ကလေးကသူစင်ပေးမယ်လို့ပြောလိုက်ပြီးအင်ဂျီစာရောက်ချိန်ဂျင်ကဖုံးကွက်လာကသူတို့ဘက်မှာဆင်ပြေတာကြောင့်ကောင်မလေးကိုရောဆင်ပြေရလားလို့မေးနေချိန်ဘိုက်ကလေးကကြာနေရကြောင်းတင်းဝင်လာခဲ့ကကောင်မလေးလည်းဖုံးချလိုက်ပါတယ်အဲဒီနောက်မှာတော့ဂျင်လည်းစစ်ကိုရီလာနေဖြစ်ကြောင်းတထေးကိုလမ်းပြောလိုက်ကဘက်မှာတော့ကောင်မလေးကတခါမှတီလုံးမွေဖူးတာကြောင့်ခုလိုပခုံးတစ်ခုလုံးပေါ်နေတာကိုအသားမကျဖြစ်နေပြီးအောက်ကလည်းရှေ့လုံးတာကြောင့်ချော်လဲမလို့ဖြစ်သွားတဲ့ချိန်ဘိုက်ကလေးကဖမ်းလိုက်ပြီးဆိုင်ရှင်ကိုပါဖနက်ကိုပြန်ပြင်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့ခန်းထဲပြန်သွားဖို့လုပ်ချိန်ကောင်မလေးကထူးဆန်းနေပြီးသူ့ကိုစောင့်ကြည့်နေရလားလို့ဘိုက်ကလေးကိုမေးလိုက်ကဘိုက်ကလေးကလည်းသူ့ကိုတန်တရားမွေဖို့ပြောနေတော့ဖုံးဝင်လာခဲ့ကတထေးကအဆောက်ထက်တိုးတာကြောင့်ပြောလိုက်ပြီးဘိုက်ကလေးနဲ့ဖုံးပြောချင်ကြောင်းပြောလိုက်ပါတယ်အဲဒီနောက်မှာတော့တတိယဘိုက်ကလေးကိုကောင်မလေးရဲ့နာမည်ရင်းကိုပြောပြကမှတ်မိလားလို့မေးလိုက်ပြီးခုကောင်မလေးကဘာမှမဟုတ်တာကြောင့်ဒီညသူနဲ့စကားလာပြောဖို့မှာလိုက်ပါတယ်အဲဒီနောက်မှာတော့စစ်ကူနေရာကရောက်လာချိန်တထေးကတနေရာသွားလိုက်ကဘိုက်ကလေးကလည်းတနက်ကိုအသင့်မြင်ထားကထွက်သွားလိုက်ပါတယ်ဒီလိုနဲ့တထေးလည်းဘိုက်ကလေးကသူ့စကားကိုနားထောင်ပါမလားလို့တွေးနေကကောင်မလေးရဲ့ကိစ္စကိုလည်းတေချာရှင်းအောင်လုပ်ချင်နေကြောင်းတွေးနေတော့လူတယောက်ကရောက်လာပြီးဓာတ်ကိုအသင့်မြင်ထားလိုက်ပါတယ်ဒီဘက်မှာတော့ကောင်မလေးကတခုထူးဆန်းနေရကြောင်းဂျင်စီကိုဖုံးဆက်ချိန်တထေးကလည်းမလာလေးပန်းတီသွားခဲ့ပါတယ်တပတ်မှာတော့တထေးကလည်းဘေးမှာဓာတ်ဆိုင်နေကခြေနေမကောင်းတော့ပဲဖြစ်နေခဲ့ရင် episode 4လေးကပြီးဆုံးသွားခဲ့ပါတယ်ဗျာ